10 နှစ်ဆိုတဲ့အချိန်ကာလဟာလူတစ်ယောက်အတွက်တော့အများကြီးပြောင်းလဲသွားနိုင်တဲ့အချိန်ဖြစ်ပေမဲ့တရိษံလေးတစ်ကောင်အတွက်တော့သူ့ရဲ့ဘဝတစ်ခုလုံးစားမှာပဲနေတိုင်းတနေရာထဲမှာပဲထိုင်ပြီးပြောင်းမလာတော့မဲ့သူကိုမျှော်နေရတဲ့ခန်းစားချက်ကဘလောက်တောင်နာကျင်ဖို့ကောင်းနိုင်မလဲဇလန်လီကတော့ရော်နီဆိုတဲ့ចောင်းသားလေးတစ်ယောက်ကသူ့ရဲကောင်းချောင်းစာသင်ခန်းထဲမှာတင်ပြတာနဲ့စာတင်ထားတာပါသူ့ရဲကောင်းကတခြားသူမဟုတ်ပါဘူးသူ့အဖိုးရဲ့ခွေးလေးဖြစ်တဲ့ဟာချီအကြောင်းပဲဖြစ်ပါတယ်ဇလန်ကအသိကိုပြန်သွားတဲ့အခါဂျပန်နိုင်ငံကဘုံကြီးကျောင်းတစ်ခုကနေအမေရိကကိုပို့လိုက်တဲ့အာကီတာမျိုးနွယ်ခွေးပေါက်လေးတစ်ကောင်ကိုတွေ့ရမှာပါဒါပေမဲ့ကံမကောင်းစွာနဲ့ပဲယထာဘူရာယုံမှာအဲ့ဒီခွေးလေးပါတဲ့တတကပြုတ်ကျကြံရစ်ထဲပါတယ်အဲ့ဒီချိန်မှာပဲပါကာဆိုတဲ့ဂီတာပရိုဖက်ဆာတယောက်ကအလုတ်ကအပြန်ဘူရာယုံမှာဒီခွေးလေးကိုတွေ့သွားခဲ့တာပါပါကာဟာခွေးလေးကိုလမ်းဘေးမှာဒီတိုင်းပစ်ထားခဲ့ဖို့စိတ်မကောင်းတာကြောင့်သူ့အိမ်ကိုခဏခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူဇနီးချစ်တဲ့ခေတ်ကခွေးမွေးဖို့လုံးဝသဘောမတူခဲ့ပါဘူးပါကာဟာခွေးလေးရပိုင်ရှင်ကိုလိုက်ရှာပြီးမယ်ဘသူမှပေါ်မလာခဲ့သလိုတရိษံဂေဟာကိုပို့ဖို့လုပ်တော့လေအဆင်မပြေဖြစ်ခဲ့ပါဘူးအချိန်အနည်းငယ်ကြာလာတဲ့အခါပါကာနဲ့ဒီခွေးလေးကြားမှာတန်ရောစင်ဒီစတင်ဖြစ်ပေါ်လာပါတယ်ပါကာဟာသူ့ရဲ့တငယ်ချင်းဂျပန်လူမျိုးကန်စီမှာခွေးလေးရဲ့လေဘတ်မှာပါတဲ့စလုံးအဓိပ္ပာယ်ကိုမေးကြည့်တဲ့အခါဒါဟာဂျပန်လိုနံပါတ်8လို့အဓိပ္ပာယ်ရတယ်ဟာချီဆိုတာသိလိုက်ရပါတယ်နောက်ဆုံးတော့လေခိတ်ထားပါကာနဲ့ဟာချီတို့ရဲ့ကစားနေတဲ့ပုံရိပ်ကိုမြင်သွားတဲ့အခါသူတို့ကြားကခိုင်မာတဲ့တန်ရောစင်ကိုနားလေသွားပြီးခွေးလေးကိုမွေထားဖို့သဘောတူလိုက်ပါတော့တယ်ဟာချီဟာတခြားခွေးတွေလိုဘောလုံးပစ်ပင်းရင်တွားကောက်တာမျိုးကိုလုံးဝမလုပ်ပါဘူးသူဟာသူ့ရဲ့ကိုယ်ပိုင်အလိုဆန္ဒနဲ့ပဲနေထိုင်တတ်တဲ့ခွေးမျိုးပါဒါပေမဲ့ပါကာအပေါ်ထားတဲ့သူ့ရဲ့ချစ်ချင်းကတော့တကယ်ကိုထူးကြပါတယ်ပါကာအလုပ်သွားဖို့ဘူရာယူကိုသွားတိုင်းဟာချီကလိုက်ပို့လိရှိသလိုညနေပိုင်းပါကာပြန်လာမယ့်အချိန်ဆိုရင်လေဟာချီဟာဘူရာယူရှေ့မှာပန်းချင်လေးထဲမှာအမြဲတမ်းကြိုဆောင်နေတတ်ပါတယ်ဒါဟာသူတို့နှစ်ယောက်ရဲ့နေ့စဉ်ဒလာသိပ်လို့ဖြစ်လာပါတယ်ဘက်ဒရစ်ဘူရာယုံကဝန်တန်းတွေနဲ့အနီးနားကဈေးတွေဒီအားလုံးဟာချီကိုမှတ်မိနေကြပါသည်တနေ့မှာတော့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာပါတယ်ဟာချီဟာအမြဲတမ်းညင်းဆန်နေခဲ့တဲ့ဘောလုံးကောက်တဲ့ကစားနည်းကိုရုတ်တရက်လွတ်ပြခဲ့ပါတယ်ဒါဟာပါကာကိုအိမ်ကနေအလုပ်မသွားစေချင်လို့တားဆီးနေတဲ့ပုံစံမျိုးပါပါကာကတော့ဝမ်းသာအားရနဲ့ဟာချီနဲ့ကစားပြီးအလုပ်ကိုသွားခဲ့ပါတယ်အဲ့ဒီနေ့ကပါကာနဲ့ဟာချီတို့နောက်ဆုံးတွေ့ရမယ့်နေ့လို့ဘယ်သူမှမထင်ထားခဲ့ကြပါဘူးပါကာဟာတက္ကသိုလ်မှာစာသင်နေရင်ရုတ်တရက်မျက်လုံးရက်ပြီးကွယ်လွန်သွားခဲ့ပါတယ်အိမ်ပြန်လာချိန်တော့ပါကာဟာဘူရာယုံကနေဘတော်မှထွက်မလာတော့ပါဘူးဟာချီကတော့ပုံမှန်တိုင်းပဲဘူရာယုံရှိမှစောင့်နေသေးပါညတွေနက်လာတဲ့အထိသူစောင့်နေခဲ့ပြီမဲ့ပါကာကရောက်မလာခဲ့ပါဘူးနောက်ပိုင်းပါကာရဲ့မိသားစုဟာတခြားမြို့ကိုပြောင်းရွှေ့သွားကြပြီးဟာချီကိုလည်းသူတို့နဲ့အတူခေါ်သွားခဲ့ပါတယ်ဒါပေမဲ့ဟာချီရဲ့စိတ်ထဲမှာတော့ပါကာရှိနေမဲ့နေရာကိုပဲတန်တနေတာပါပဲဟာချီဟာအခွင့်အရေးရတာနဲ့အိမ်ကနေထွက်ပြီးဘက်ဒရစ်ဘူရာယုံစီကိုယထာလန်တိုင်ပြန်လာခဲ့ပါတယ်ဘူရာယုံဝန်တန်းတွေကဟာချီကိုတွေ့တဲ့အခါပါကာဆုံးသွားပြီးထွက်တယ်ဆိုတာပြောပြပြီးမြဲဟာချီကတော့နားမလည်နိုင်ပါဘူးဒုတိယတစ်ခုတည်းပါသူ့ရဲ့တယံဟာဒီနေရာကနေထွက်လာတတ်တယ်ဆိုတာပါပဲနေရတဲ့ဟာလားတွေအဖြစ်ပြောင်းလဲသွားပါတယ်လားတွေကနေညှစ်တွေအဖြစ်ပြောင်းလဲသွားပါတယ်ဟာချီဟာနေတိုင်းညနေ9 နာရီထိုးတာနဲ့ဘူရာယုံရှေ့မှာအုတ်ခုံလေးမှာထိုင်ပြီးယထာဘော်ကဆင်းလာမဲ့လူအုပ်ကြီးကိုစိုက်ကြည့်နေခဲ့ပါတယ်မိုးတွေတီးတီးဆွာရွာနေတဲ့အချိန်မှာလဲသူရှိနေတယ်လို့နှင်းတီထူးထူးဆွာကြားနေတဲ့အဆောင်ထဲမှာလဲသူဟာနေရာမပြတ်ရှိနေခဲ့ပါတယ်10 နှစ်အကြာမှာခိတ်တာပါကာရဲ့အုတ်ကူရှိကိုလာညံဘူရာယုံကိုရောက်လာခဲ့ပါတယ်အဲ့ဒီမှာသူတွေးလိုက်ရောက်တာကတော့အိုမြင်းရင်ကြိုကြီးလမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့တဲ့ဟာချီပါပဲဟာချီဟာ10 နှစ်တိုင်ဇရက်မှမပြက်ခွဲပဲသူ့တရင်ကိုစောင့်နေခဲ့တာကိုမြင်လိုက်တဲ့အခါခိတ်တာမျောလင့်မထိန်နိုင်ပဲဟာချီကိုဟတ်ထားလိုက်ပါတော့တယ်
ဇလန်းရဲ့နောက်ဆုံးအပိုင်းမှာတော့ဟာချီဟာအလွန်အိုမြဲနေပါပြီသူဟာနင်းနေထဲမှာမျက်လုံးကိုခက်ခဲစွာမှိတ်ပြီးအိမ်မက်မှန်နေပါတယ်အဲ့ဒီအိမ်မက်ထဲမှာတော့ပါကာကဘူလာယုံတကားကနေပြုံးချွင်စွာထွက်လာပြီးဟာချီကိုပွေ့ထက်လိုက်ပါတယ်ဟာချီဟာနောက်ဆုံးမှာတော့သူ့ရဲ့တရင်နဲ့အတူတခြားကဘာတစ်ခုမှာပျော်ရွှင်စွာဆုံတွေ့သွားခဲ့ပါပြီသူကွယ်လွန်သွားအထိဘသူ့ကိုမှစိတ်မနာပဲချစ်ချင်းတိုင်းတစ်ခုနဲ့နေတာစောင့်ဆိုင်နေခဲ့ပါတယ်